ဘာလို့ရွှေတကုံဆိုတဲ့ဖယားမှာပစ္စည်းတွေယတနာတွေလှူးနေတာလုံးနဲ့သူတို့ကအဲ့ဒါလို့ပြောတာကိုပြောတော့ဦးစင်းကတော့ပြန်ပြောလိုက်ပါတယ်ဆေးရုံတွေဆောက်ပါလားကွာတဲ့ဘာလို့ဖယားတွေတေပြီးတော့ဘာလို့ရွှေတွေဘာလို့ကြောက်တံပရမတွေကတ်နေတာတုံးနဲ့ဒါနဲ့ဦးစင်းကပြောလိုက်ပါတယ်နေပါအောင်လို့ဆိုပါစို့ရွှေတကုံကိုမင်းရွှေပြားကတ်မယ်ဆိုရင်ရွှေပြားကတ်တဲ့နဲ့ပတ်သက်ပြီးမင်းပြောတာမို့လားဆိုဟုတ်တယ်တဲ့ဟုတ်ရင်မင်းလူမာကိုပြောတာလားသူများလူတာနဲ့ပတ်သက်ပြီးပြောတာလားဟာငါတော့ဘယ်လူမာတော့กว่าတဲ့သူများလူတာတွေပတ်သက်ပြီးပြောတာသူများလူတာဆိုသူကြိုက်တာလူပါစေလို့မင်းနဲ့မဆိုင်ဘူးလို့ဟုတ်တယ်မို့လားအေးငါနဲ့မဆိုင်မိမဲ့ကွာတဲ့အဲ့လိုရွှေပြားတွေလူမဲ့အစားဆေးရုံကြီးတွေဆောက်လိုက်ပါလားတဲ့အဲ့ဒါနဲ့ဦးစင်းကပြောပြတယ်အေးလို့မင်းတို့အခုဆွေးနွေးတဲ့ဒီယောဂါဟာကိုယ်နဲ့ဆိုင်တဲ့ယောဂါလားစိတ်နဲ့ဆိုင်တဲ့ယောဂါလားလို့ဆိုတော့သူတို့ဖြေရခက်သွားတယ်နည်းနည်းစဉ်းစားတာပေါ့ဘာဖြစ်လို့တော့ဆိုတော့စဖြစ်တော့ဘာနဲ့ဆိုင်တဲ့ယောဂါလဲကိုယ်နဲ့ဆိုင်တဲ့ယောဂါဒီယောဂါရပြီဆိုတော့ဘာယောဂါပါဝင်လာတာစိတ်ယောဂါပါဝင်လာတာအေးကွာတဲ့အဲ့ဒါတော့ဟုတ်တယ်တဲ့မင်းယောဂါက2မျိုးတဲ့ဒါပေမဲ့မင်းကမေးမယ်လို့ဆေးရုံတရုံဆောက်တော့မယ်ဆိုရင်ကိုယောဂါကုတဲ့ဆေးရုံကြီးပဲဆောက်လို့ဖြစ်မှာလားစိတ်ယောဂါကုတဲ့ဆေးရုံကမဆောက်ရဘူးလားလို့ဆောက်ရတာပေါ့တဲ့အေးမှတ်ထားလို့မင်းတို့ဖယားကိုနားမလဲလို့ဇေဒီတော်ကိုနားမလဲလို့ရွှေသင်္ကန်းကတ်တာကိုနားမလဲလို့တရားဆိုတာကိုနားမလဲရေလို့အဲ့ဒီရွှေသင်္ကန်းကတ်တယ်ဆိုတာကိုစိတ်ယောဂါကုဆေးရုံသဘောသာထားလိုက်တော့သူတို့ကြောင်သွားတယ်အဲ့ဒီကြတော့ဟာဘာဖြစ်လို့တော့ခါတာတို့ဗုဒ္ဓဘာသာတွေဟာကိုလူထားတာလေးကိုကြည့်ရရင်စိတ်ယောဂပျောက်တယ်ဟုတ်လားသဘောပေါက်လားမသိဘူးဘလောက်ပဲသီမေတန်းလန်းယောဂကြီးသင်းနေပါစေရွှေတကုံဖျားပုံလေးမြင်လိုက်ရရင်ကိုအိုးသူတော်ကောင်းတို့ဆေးရုံဖျားကိုဆေးရုံနဲ့နိုင်တာမဟုတ်လားဟိုဆေးရုံကြီးတွေမဆောက်ဘူးမဟုတ်ဘူးဆောက်တယ်မတည်ဘူးမဟုတ်ဘူးတေးတယ်ခန္ဓာကိုယ်ကိုကုတဲ့ဆေးရုံပဲရမယ်တကယ်တမ်းကျတော့တရားနဲ့ကုတဲ့ဆေးရုံဖယားနဲ့ကုတဲ့ဆေးရုံတန်ခါနဲ့ကုတဲ့ဆေးရုံမဟုတ်ဘူးလားဟုတ်လားဒါတွေကပြောတာပြောရတာပါဘလောက်ပဲသူတို့နားလေအောင်ပြောနားမလဲဗုဒ္ဓဘာသာဝင်တွေမှနားလေတာဟုတ်တယ်မို့လားသူတို့ထင်နေတာကဟာနေမကောင်းဘူးဆိုရင်မေးတယ်လေမင်းတို့ HIV ပိုးနဲ့ယောဂနဲ့ HIV AIDS နဲ့ဖြစ်ပြီးသေတော့မဲ့လူကိုတဲ့မင်းတို့ဘာလုပ်ပေးတယ်လေတဲ့ငါတို့ကတော့တရားပဲဟောပေးတာပေါ့ဆိုတရားဟောတော့သူတို့ဘာဆက်ဖို့ရမှာတုံးနဲ့အေးလို့တရားဟောပေးတဲ့အတွက်ကြောင့်မို့သူတို့စိတ်ထဲမှာဘာဖြစ်သွားလဲချမ်းသာသွားတယ်သေမှမကြောက်တော့ဘူးလို့စိတ်ဆင်းရဲမှုယောဂလည်းမရှိတော့ဘူးလို့အခုမိမိတို့ရွှေတကုံဖယားရွှေသင်္ကန်းကတ်တာအကျိုးမရှိဘူးလားရှိတာသူတို့ပြောသလိုဆေးရုံနဲ့ပြောရင်ဘာဆေးရုံလဲဟိုယောဂတွေကုတဲ့ဆေးရုံမျိုးပြောတာမဟုတ်ဘူးကိုယ်စိတ်ထဲကယောဂတွေအကုန်လုံးဘာဖြစ်လဲပျောက်သွားတယ်မပျောက်ဘူးလားပျောက်လားဘယ်ကလေးကပျောက်တာလဲမေးသည်ရှိသောပုပ္ပေဝဒါနံသူမနောဒါနံမလူမီပုပ္ပေဝရှေးဖို့ကသာလျင်သူမနောစိတ်ကလေးချမ်းသာနေပါသည်မလူခင်စိတ်ကောင်းလေးဖြစ်နေတဲ့ဟုတ်လားရွှေသင်္ကန်းလူရတော့မယ်ဆိုတော့စိတ်ကောင်းလေးဖြစ်မနေဘူးလားဖြစ်နေလားအဲ့ဒါကဆေးကုပြီးသွားပြီဖယားကြည်ညိုတဲ့သူတရားကြည်ညိုတဲ့သူတန်ခါကြည်ညိုတဲ့သူယရဏသုံးပါးကိုကြည်ညိုနေတဲ့ပုဂ္ဂိုလ်ဟာဒီယောဂမျိုးမဖြစ်ဘူးဟုတ်လားဟိုကျမ်းမာရေးပညာပေးပြီးတော့ဟိုသိသွားရင်တော့ပိုကောင်းတာပေါ့လေသူတို့ယောဂနဲ့သူတို့ဆိုင်ရတဲ့ဆရာဝန်တွေရှင်းလိုက်မယ်နော်ဘုန်းကြီးနဲ့မဆိုင်ဘူးပေါ့အိုးသူတော်ကောင်းတို့ပြောကြည်နာကဖယားရွှေသင်္ကန်းကတ်လူလိုက်ရတာဒီမလူခင်စိတ်ထဲကလူမဲလို့တွေးကြတဲ့ကူကဘာဖြစ်နေသည်ယောဂပျောက်နေတယ်ဟုတ်လားယောဂမပျောက်ဘူးလားပျောက်လားအိုးသူတော်ကောင်းတို့ယောဂပျောက်တယ်ဆိုတာကကိုယ်ယောဂလည်းရှိသည်စိတ်ယောဂလည်းရှိသည်ခေါင်းမကိုက်ဘူးခါမနာဘူးဇက်မထိုးဘူးနာမစီးဘူးချောင်းမဆိုးဘူးကိုယောဂလုံးဝကင်းစင်ပါတယ်ယောဂကင်းစင်ပါတယ်နေကောင်းတယ်လို့ပြောခြင်းတလောက်ပြောစိတ်ယောဂကင်းတဲ့လူမရှိပါလေဟုတ်လားစိတ်ယောဂကင်းတဲ့သူဘယ်လိုပုံကိုယ်တွေရှိသည်လှူးနေတဲ့ပုံကိုယ်တွေရှိသည်သီလစောင့်နေတဲ့ပုံကိုယ်တွေရှိသည်သမထဝိပဿနာအလုပ်အားထုတ်နေတဲ့ပုံကိုယ်တွေရှိသည်စိတ်ယောဂကင်းနေသည်
ပြောလိုက်တဲ့မင်းတို့နိုင်ငံတွေကစိတ်ယောဂမကင်းဘူးလို့တို့ဗုဒ္ဓဘာသာတွေကစိတ်ယောဂကင်းတယ်လို့တခြားဆရာတော်တွေကလည်းပြောပါတယ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဟာတကယ်စိတ်ချမ်းသာစရာကောင်းတဲ့နိုင်ငံပဲတဲ့ဘယ်နေရာကြည့်ကြည့်ဇေဒီပထိုးတွေလက်ညှိုးထိုးလို့မလွဲဘူးတဲ့ဘယ်နေရာဖြစ်ဖြစ်ဖျားတွေးလိုက်ရတာနဲ့လက်အုပ်ချီလိုက်ရဖျားတွေးလိုက်ရတာနဲ့လက်အုပ်ချီလိုက်ရဘယ်လောက်စိတ်ချမ်းသာဖို့ကောင်းတယ်လဲကြည့်ဟုတ်လားဒါမြင်ဦးဇင်းတို့သူတို့မြင်တယ်လို့မျိုးရွှေတကုံဖျားကိုသင်္ကန်းတူတာဒီအလဟတဟုတ်ကလားဟုတ်ပါဘူးဗျာသူတို့ကအလဟတထင်တာဒါသူတို့ဘာသာနဲ့သူတို့အမြင်ကိုဘာသာနဲ့ကြတော့ကလေးမေမေလူရွယ်မေမေလူလက်မေမေလူကြီးမေမေဒီလိုလှူလိုက်ရတာကိုမလှူခင်ကိုကစိတ်ကလေးကချမ်းသာနေသည်ပုဗ္ဗေဝဒါနံသူမနောတရံစိတ်တံပတာတယေဒါနံမလှူခင်မှာပုဗ္ဗေဝရှေးဖို့၌သာတယေသူမနောစိတ်ကလေးစိတ်ကောင်းလေးဝင်နေပါသည်ဘာလေးဝင်နေတာလဲသူများကိုပေးခြင်းနေတဲ့ပေးခြင်းနေတဲ့သူများဆိုတာကသားသမီးတွေကိုပေးခြင်းတာဆွေမျိုးသားချင်းတွေကိုပေးခြင်းတာပတ်ဝန်းကျင်ကိုပေးခြင်းတာနောက်ဆုံးတုံကုန်ပြောမယ်ဘုရားရှင်ကိုတော်မြတ်ကြီးကိုအာယုံပြုဇေဒီတော်ကြီးမှာရွှေသင်္ကန်းကပ်ပေးခြင်းနေတာကိုကစိတ်ကောင်းလေးဝင်နေတာမဟုတ်လားဟုတ်လားဦးဇင်းတို့ပြောခဲ့တယ်အဲ့ဒါတော့ဘာဖြစ်လို့သူတို့ထင်တာကတမျိုးဒါပေမဲ့သူတို့နားမပေါက်ပါဘူးသူတို့ခံယူချက်သူတို့လက်ခံထားတာကဒီလိုတွေလုံးမှသူတို့ကတလန်းသွားဦးဇင်းတို့မြန်မာနိုင်ငံကဟောမနှလန်းသွားတယ်အမလေးရမ်းအော်နေတာသူဟာသူဆေးရုံတွေရှိတဲ့နာတွေလည်းရှိသည်လူယောဂကုဖို့ခန္ဓာကိုယ်ယောဂစိတ်ယောဂတွေကုဖို့ဖျားရှိသည်တရားရှိသည်တန်ခါရှိသည်ဒါနတွေပြုယောဂကုနေပါသည်လောဘမရှိလို့လူပြစ်သည်လောဘကင်းတယ်ဒေါသမရှိလို့လူပြစ်သည်မောဟမရှိလို့လူပြစ်သည်အဲ့ဒါကင်းနေသည်မလူကင်းကစိတ်ကောင်းလေးဖြစ်နေသည်သူတို့ကြိုက်တဲ့လောက်စိတ်ကောင်းမွေးသူတို့ကောင်းပုံကတစ်မျိုးကိုကောင်းပုံကတစ်မျိုးပဲ